ညာဒီ၄ရက်ကွက်မှာဟိုမိတ်တိတ်ဖြည့်စည်းခဲ့တယ်နောက်ပြီးတော့ဒီ2ရက်ကွက်မှာပေါ့နော်ဒီ2ရက်ကွက်မှာဒီညာကစားတယ်ဒီမှာ2ရက်ကွက်ကိုမီးရှို့ဖြည့်စည်းခဲ့2ရက်ကွက်ဒါဆိုရင်ဒီအခုဒီနေရာကစားတာပြင်တော့ဟုတ်ကဲ့ဒီနေရာစားပါဒါဆိုရင်ခင်ဗျားလောက်ခဲ့တဲ့နေရာကိုတစ်ချက်လောက်ပြပေးဟုတ်ဒီမှာပေါ့ဒါကတော့လက်ရှိဒီဟာကတော့ရက်ကွက်နှစ်ဟိုလမ်းမဖုံးကြောင်လမ်းဖြစ်ပါတယ်လမ်းမဖုံးကြောင်လမ်းဖြစ်တယ်ဒီမှာလည်းသူအလားတူပဲအရင်ရှေ့မှာအဖွဲ့တွေပဲဒီကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ဒီလက်နက်ကိုင်ဟိုတင်နှန်းပေးထားတဲ့ကလားတွေနဲ့ဒါဒီနေရာတွေကနေပြီးတော့စတင်ပြီးတော့မှဒီမီးရှို့ခဲ့တာပေါ့ဆက်ကျွန်တော်အမေကြီးစိတ်ခိုင်းခဲ့ရတယ်ဒီမှာဆက်ပြီးတော့မီးရှို့ခဲ့တာဒီမြင်တွေ့ရတဲ့ဒီနေသားတွေဒီနေသားတိုင်းပေါ့ဘိုးဘတောက်လျှောက်ပေါ့ဟိုဖုံးကြောင်နားပြီးတော့ရှိတယ်ဖုံးကြောင်နားပြီးတော့ရှိတယ်ဒါဒီမှာပြီးသွားဒီမှာလည်းဟိုကလိုပဲမီးရှို့ဆက်စည်းကားတဲ့အချိန်မှာပဲဒီမှာရှိတဲ့ကလားဆိုမှကလားတွေရတယ်ပြီးတော့ပါလားပစ္စည်းတွေလာပြီးတော့တဲတာရှိတယ်ပြီးသွားလို့ရှိရင်သူတို့လာပြီးတော့မီးရှို့ဖျက်ဆီးတာတွေပြီးကြဖျက်ဆီးတာတွေရှိတယ်နော်ဒီအဲ့ဒီအနေထားတွေကြောင့်ဒီမှာလက်ရှိမြင်တွေ့နေရတဲ့ပစ္စည်းနေတဲ့အနေထားတွေဖြစ်ဒီ2ရက်ကွက်မှာကအင်ဂျီဟိုဒီလောက်မင်းတော့ပစ္စည်းခဲ့ရတယ်ရှိတယ်ခင်ဗျားတို့မင်းချုပ်ခဲ့လို့2ရက်ကွက်မှာကတော့ကျွန်တော်တို့ကဒီတောက်လျှောက်ဆိုလို့ရှိရင်ကျွန်တော်ခမန်းကြီးရတော့အင်ဂျီ50 60ကျော်မယ်ထင်တယ်ခင်ဗျ50 60ကျော်တော့ရှိတယ်ဒီရောက်လျှောက်မှာဒါကတော့ဒါကျွန်တော်ခင်ဗျားလောက်ခဲ့တဲ့တဝိုက်ဒီစုလေးပဲဒီဟုတ်ကဲ့ဒါပါပဲကျွန်တော်ပြန်ဝင်ဒီခင်ဗျားလောက်ခဲ့တဲ့ဒီပတ်ဝန်းကျင်လေးပဲရှိဟုတ်ကဲ့ဘယ်လိုလဲအခုဒီမှာပြန်ခဲ့တဲ့မီးတော်များဟာတွေရောသူတို့ကစိတ်ကြိုက်သူဆိုင်ဒီပါလေလာချွတ်ယူတာတွေခြားတူမုတ်စာကောက်တာတွေပဲဆောင်းနေဒီတော့ကြောက်ရက်ခဲ့တဲ့အနေအထားရှိတယ်ဒါလည်းကျွန်တော်ခုနပြောသလိုပဲအခုရခိုင်တပ်တော်နေကျွန်တော်တို့ ਨੇ ဖြစ်နေတဲ့ဒီထိုးစစ်အချိန်ကိုလူမျိုးရေးပဋိပက္ခအတွင်နဲ့ဒါဟိုစစ်ပွဲကိုရပ်တန့်စေဖို့ဒါမှမဟုတ်လည်းသူစစ်ပွဲကိုတိုက်စစ်အောင်ရပ်တန့်စေဖို့နဲ့ပြီးရင်လမ်းကြောင်းကိုဝဲစေဖို့အတွက်ဒါဟိုဒီရည်ပြီးတော့ဒီခြေချဒါဗျူဟာမှုဂုံကြီးခြေချဗျူဟာမှုကနေပြီးတော့တစ်ဆင့်ဒါကျွန်တော်တို့ဒါထိခိုင်းပြီးတော့မှလက်ရှိလည်းဒီကျွန်တော်တို့လုပ်ခဲ့တဲ့အခြေအနေမှာလည်းကျွန်တော်တို့ ਨੇ ဒီဟိုဘက်မှာ350နှစ်ရှိမှာပေါ့ဒီဘက်မှာလည်းဟိုဝီဆိုင်လင်းကျော်အဖွဲ့ရှိနေပြီးနောက်ဒီဗျူဟာကွန်မန်ဒိုအဖွဲ့တွေနဲ့ဒီကလားလက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းစည်းပြီးတော့မှကလားလက်နက်ကိုင်အဖွဲ့တွေကပေါင်းစည်းတော့ဒါဟိုဘက်မှာလည်းချက်စီးမီးရှို့ဖြက်စီးရဲ့အခြေအနေတွေလည်းရှိပါ